ဒီလိုဒွိုင်ယာလေးမှုတ်လိုက်ရုံနဲ့စပင်တွေကိုလှပ်ပသွားအောင်အခုလိုမျိုးရှောက်ပြီးတော့ရုံးဝမရှိတဲ့ဆန်သားလေးကိုဘလို့ပြန်ပြီးပြုလုပ်လို့ရလဲဆိုလို့ရှိရင်တော့ဆန်သားတွေရုံးဝပြန်တက်လာအောင်စပင်အစိုးတက်ရအောင်နောက်တစ်ခုကညှက်လိုက်တဲ့စပင်လေးတွေပုံကျနေအောင်အခုလိုမျိုးဒွိုင်ယာမှုတ်လိုက်ရုံနဲ့စပင်လေးတွေကိုလှုပ်ရှားမှုတော့တည်တက်မှုရှိတဲ့ hair style မျိုးလေးဘက်ကိုပြန်ပြီးတော့ရှင်းပေးထားတာမျိုးဖြစ်ပါတယ် customer လေးကဆေးခဏခဏဆိုးထားတဲ့ဆန်သားနောက်တစ်ခုကဆန်သားတွေအရန်ညှိပြီးတော့ရှောက်ဖွာနေတယ်ဒါကြောင့် customer လေးကတစ်ချိန်လုံးစပင်ကိုအမြဲတမ်းပဲစီးထားဖြစ်တယ်စပင်နေစီးရတဲ့အဓိကရည်ရွယ်ချက်ကစပင်ရှားလိုက်တဲ့အခါပုံမကျတာရဲ့နံပါတ်2ကညှက်ထားတဲ့ကတင်တွေကပုံသွင်းရတဲ့ hair style မျိုးဖြစ်နေတာရဲ့နောက်ဆုံးချက်ကတော့စပင်နေအရန်ကိုလုံးပြီးတော့ရှုပ်နေတာဖြစ်တဲ့အတွက်ကိုကအမြဲတမ်းကောက်ပြီးတော့စပင်တွေကိုအမြဲတမ်းစီးထားခြင်းနဲ့စိတ်မျိုးဖြစ်စီပါတယ်ဒါကြောင့်စပင် hair style တွေကိုဖန်တီးတဲ့အချိန်မှာစပင်တွေက healthy တော့ဖြစ်နိုင်လို့ရှိရင်တော့အမြဲတမ်းညှက်ထားတဲ့ပုံလေးတွေကိုပုံသွင်းစရာမလိုတဲ့ hair style မျိုးတွေဘက်ကိုဖန်တီးပြုလုပ်လို့ရပါတယ်။မလေးရဲ့ဆန်သားကိုစပင်ကိုရေတက်ပြန်ပြီးတော့ထည့်ပေးလိုက်ပြီးတော့ DNA နဲ့တွဲထားပေးတယ်။ကိုရီးယား formula နဲ့ပြုလုပ်ပေးထားတဲ့Magic Beauty Kit လေးကိုပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။ Magic Beauty Kit ဆိုတာကဆန်သားရုံးဝမရှိတဲ့ဆန်သားတွေကိုအစိုးတက်ပြန်ရအောင်ညှက်ထားတဲ့ကတင်လေးတွေကိုပုံသွင်းစရာမလိုတဲ့နှီးပါဖြစ်အောင်ဖန်တီးပြုလုပ်ပေးတာပဲဖြစ်ပါတယ်။တကယ်လို့ကိုယ့်ရဲ့ဆန်သားကရှောက်နေတယ်စပင်ညှက်လိုက်တိုင်းမှာစပင်ကလွတ်ထိုးလို့မရဘူးကြက်ခဲကြီးဖြစ်နေတယ်။ကိုညှက်ထားတဲ့ပုံလေးတွေကိုပုံမကျဘူးဖြစ်နေတယ်ဆိုရင်တော့ Magic Beauty Kit ကိုလုပ်ဖို့အကြံဉာဏ်ပေးရှိပါတယ်။ဒီရက်လက်လေးကတော့အခု dryer မှုတ်ထားတဲ့ရက်လက်လေးအတိုင်းပြပေးထားတာပါ။ကိုကအိမ်မှာခေါင်းလျှော်ပြီးသွားရင်လည်းအခုလို dryer လေးမှုတ်လိုက်ရုံနဲ့ပုံကျလှပနေမှာပဲဖြစ်ပါတယ်။နောက်ထပ်သိချင်တာလေးများရှိရင်လည်း comment မှာမေးသွားလို့ရပါတယ်။